ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာကြည်လင်တဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘဝမှာ तू ကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူ့ဖြစ်အောင်လုပ်ရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်ရွှေတွေငွေတွေတဲ့တန်ဖိုးရှိရနော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရေးအသွေးကဟုတ်တယ်မဟုတ်လားဘဝမှာစိတ်ချမ်းသာဖို့တဲ့ဘာအရေးကြီးသေးတာတော့အိဆန်ရှားတယ်ဆိုတာလေသူချမ်းသာဖို့အတွက်ရှားပေးရတာကောင်းကောင်းလေးစားပေးတာလေသူချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလေသူချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလေဆိုတာလေသူချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရတော့အကုန်လုပ်နေရတာတော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့ဟုတ်လားဒါဘုန်းဘုန်းတို့တွေကလှုပ်တက်မယ်ဆိုလို့ရှိရင် तू အည်သွေးရှိဆုံးလူတစ်ယောက်ပဲဟုတ်လားအဲ့တော့ဟိုတုန်းကတောင်မျိုးစလိုကြီးပြောတာဘုန်းဘုန်းကအလွန်သဘောကျတယ် तू ဘာပညာတွေတက်တယ်ပဲပြောကိုယ်စိတ်ကလေးကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပညာမှတက်တယ်လို့မဆိုနိုင်ဘူးဟာကောင်းလိုက်တဲ့စကားနော် သူဘာအတန်းနေအောင်လည်းပဲပြောဘလို့ဘွဲတွေရတယ်ပဲပြောကိုယ်စိတ်ကိုမှကိုချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်သူ့ဘာထင်ကြီးရရှိတော့ဘာထင်ကြီးရမှာမရှိဘူးနော်ဒါကြောင့်တရားအထုတ်တယ်ဆိုတာလူရင်းပြောရရင်ကိုယ်စိတ်ကိုချမ်းသာအောင်ထားတတ်ဖို့အတွက်ဘုံဘုံတို့လေ့ကျင့်တာနီးမှလမ်းမှကြိုးစားတာဒါစိတ်တွေမချမ်းသာသေးဘူးစိတ်တွေပူးနေတယ်ဆိုရင်အဲ့ဒါကိုမကျွမ်းကျင်သေးဘူးငါမဟုတ်သေးဘူးငါလိုသေးတယ်ငါလောက်ရအောင်မဲလို့ဘုံဘုံတို့အဲ့လိုတွေးဖို့မလိုဘူးလားလိုတယ်နော်တော့ဒီနေရာမှာဒီတုတ်တန်လေးတွေကိုဘလို့ရည်ရွယ်ချက်နဲ့ဘုံဘုံကဒီစကားတွေကိုပြောနေတာတော့ဆိုတော့ယုံကြည်မှုတရားတွေကိုမြင့်တင်ဖို့လုပ်မယ်ကြိုးစားအထောက်မှုဝိရိယတရားတွေကိုမြင့်တင်ဖို့လုပ်မယ်ကိုလူချင်းတဲ့အရာကအကောင်းဆုံးတန်ဖိုးအရှိဆုံးအရာဖြစ်တဲ့အတွက်ကြောင့်တော်ယုံတန်ယုံလောက်နဲ့တော့မရနိုင်ဘူးဆိုတဲ့အမြင်မှန်ကလေးနဲ့ဘုံဘုံတို့ရဲ့ဒီမြင်မာတဲ့သဘာဝတွေကိုဘာလို့ဖို့လို့မလို့မြင့်တင်ဖို့လုပ်မယ်ပေါ့သီလတွေလည်းပို့ပြီးတော့ဖြူစင်အောင်လုပ်မယ်တမာရီရတဲ့အလုပ်တွေကိုလည်းပို့ပြီးတော့စူးစမ်းအထောက်ပဲဉာဏ်ပညာကိုဖြစ်ထွန်းစေတဲ့အလုပ်တွေကိုလည်းပို့ပြီးတော့လုပ်မယ်ဟဲ့လို့ယုံကြည်မှုတရားစူးစမ်းအထောက်မှုဝိရိယတရားတွေကိုမြင့်တင်စေခြင်းလို့ဒီအကြောင်းအရာလေးတွေကိုပြောနေတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကလည်းပဲဒီလိုမျိုးစိတ်အလွန်ဖြူစင်တဲ့ကောင်းမွန်တဲ့အနေအထားလေးတွေကိုရပြီးတော့အသိဉာဏ်ပွင့်လင်းသွားတဲ့အနေအထားမျိုးလေးတွေဆိုတာဖြစ်ဖို့အလွန်ခဲယဉ်းနေတရားကိုသိပြီးတော့တကယ်ငြိမ်းအေးသွားတဲ့ချမ်းသာတဲ့စိတ်ရှိတဲ့လူတွေဆိုတာလောကမှာရဖို့အလွန်ခဲယဉ်းနေအဲ့လိုခေါ်တာ